ကျန်းဆိုတိုက်စစ်ထဲကတစ်ခုဖြစ်တဲ့ MSN တိုက်စစ်ရဲ့အဆုံးသတ်အားလုံးပဲမင်္ဂလာပါခင်ဗျာခရစ်တဲ့ဘာမင်းကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့ဒီဘွဲကဘာစီလိုနာအသင်းကဘာလဲဆိုတာနဲ့သူတို့တဲ့တင်းလို့ဘယ်လောက်ထိလွတ်ပြနိုင်တာလဲဆိုတာကိုပြသွားတာပါ2019ရုံးမှာတော့ဘာစီလိုနာအသင်းဟာနေမားကို PSG အသင်းထဆုံးရှုံးလိုက်ရပါတယ်ဒါက MSN တိုက်စစ်ရဲ့အဆုံးသတ်ဖြစ်ခဲ့ပါတယ်သူတို့ရဲ့တိုက်စစ်ကတကယ်ကစားသမားကောင်းတယောက်ကိုဆုံးရှုံးခဲ့ရပေမဲ့ဘာစီလိုနာအသင်းဟာ2019-2018ရာသီရဲ့လာလီကာချန်ပီယံဆုကိုရယူနိုင်ခဲ့ပါသေးတယ်သူတို့အတွက်တော့25ခုမြောက်ဆုဖလားပါအခုချိန်ထိလီယိုနယ်မက်ဆီကဘာစီလိုနာမှာဆက်လက်တောက်ပနေပါသေးတယ်2018-2019ရာသီမှာတော့လီယိုနယ်မက်ဆီကဥရောပမှာဂိုးများဆွတ်သွင်းခဲ့ပြီးသူ့အတွက်တော့6ချိန်မြောက်ဥရောပရွှေဖနာဆုကိုရခဲ့ပါတယ်ဒီလိုထိအခြေအမြတ်များဆိုတာသူတယောက်ပဲရက်ခဲ့ဖူးတာပါသူရဲ့နောက်မှာတော့ခရစ်စတီယာနိုရိုနယ်ဒိုက4ချိန်နဲ့သာရှိပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းကြိုရင်ကြိုသလို MSN အိတ်ဆက်ကဘယ်လောက်ထိကြံပြန်ရပြခဲ့တဲ့ဆိုတာနဲ့ဘောလုံးကွင်းထဲမှာနုပညာဆက်ဆံဘယ်လိုမျိုးဆက်ဆက်ခဲ့တဲ့ဆိုတော့ကိုကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ပြီးတည်တံ့တင်ပေးသွားဖို့ရှိပါတယ်ခင်ဗျာအဲ့ဒီဗီဒီယိုမှာကျွန်တော်ရဲ့အထင်မြင်ချက်နဲ့ဖိနိုင်ခြင်းများဆိုချက်တွေကိုပြောပြသွားဖို့ရှိတာမို့လို့တချို့နေရာလေးတွေမှာမှတ်ပါခင်ခွဲလောက်ပါခင်ဗျာနောက်ပြီးတယောက်နဲ့တယောက်ရဲ့အတွေ့အမြင်တွေကလည်းမတူညီနေပါဘူးခင်ဗျာဒါကတော့လီယိုနယ်မက်ဆီရဲ့ဘွားစားကြောင့်အပိုက်15ဖြစ်ပြီးအပိုက်16ကိုနောက်နေ့မှတင်ဆက်ပေးသွားမှာမို့လို့သဘောကျရင်လည်းဒီနေ့ share လေးပါနှိပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာbrother တို့က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ် TikTok ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ကျွန်တော်အတွက်လည်းဆိုတော့လက်တဲ့ channel comment တခုခုဆင်ပေးတာလေးမှတ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီပေးသွားလို့ရပါတယ်နောက်ပြီးဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမို့လို့ subscribe လေးပါလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်